စင်းမရေးတတ်တဲ့ကလေးတွေ writing အားနည်းတဲ့သူလေးတွေကဒီ channel တူအခုတစ်ခေါက်ထဲလိုက်ပြီးတော့ရေးကြည့်ရအောင်ဒီတစ်ခေါက်ရွေးချယ်ထားတဲ့ title လေးကတော့ The Day I Had a Cold အေးမိခဲ့သောနေ့တစ်နေ့ပေါ့နော်ဒီကောင်းစဉ်ကိုကြည့်ခြင်းအပြင်တို့သုံးသွားမယ့် writing မျိုးအစားကတော့ narrative writing ဖြစ်ပါတယ် narrative ဆိုတဲ့သဘောတရားကတော့တို့ကိုဖြစ်ခဲ့တာလေးတွေကိုပြန်ပြီးဇာတ်ကြောင်းပြန်ပြောပြတဲ့ storytelling လို့ပြန်ပြီးတော့ recalling လုပ်ပြီးတော့ပြောပြတဲ့ပုံစံမျိုးဖြစ်ပါတယ်ဒီနေရာမှာကတော့အခြေခံ learners တွေအတွက်ကလေးလေးတွေပါလိုက်ပြီးတော့ရေးလို့အဆင်ပြေအောင် A1 A2 level ကိုသွားပေးထားပါတယ်ရှင်ကဲဒါဆိုတခါတည်းပဲဘောပင်နဲ့စာအုပ်ကလေးယူပြီးတော့အတူတူလိုက်ရေးရအောင်ဒီဗီဒီယိုပိုင်းလေးထဲမှာတော့ sentence ကိုအဓိကထားပြီးတော့သင်သွားမယ်နောက်ထပ်ဗီဒီယိုပိုင်းမှာတော့ဒါလေးကိုပြန်စုပြီးတော့ paragraph အဖြစ်ကိုရေးကြမယ်နော်ကဲအရင်ဆုံးတို့မရေးခင် brainstorming အရင်လုပ်ကြည့်ရအောင်ဒါနဲ့ပတ်သက်ပြီးတော့ဆွမ်းနာတို့ဖျားတယ်ဆိုရင်ရောအဲ့ဒီကကိုနေထိုင်မကောင်းဖြစ်ခဲ့တဲ့နေ့မှာဘယ်လိုလက္ခဏာတွေခံစားခဲ့ရလဲဒါလေးစဉ်းစားပြီးတော့ရေးကြည့်ပေးပါအဲ့တော့ကိုဘာတွေလုပ်ခဲ့လဲပြီးတော့ရင်ရောကိုဘယ်သူတွေကဘာတွေလုပ်ပေးခဲ့လဲဒါမျိုးလေးတွေကိုစဉ်းစားပြီးတော့အရင်ရေးကြည့်ပါကဲပြီးသွားပြီဆိုရင် sentence number 1အနေနဲ့ကိုဒီကိစ္စဖြစ်ခဲ့ပါသည်ဒီလိုမျိုးနေမကောင်းခဲ့ပါသည်ဆိုတဲ့ sentence မျိုးရေးမယ် I had a cold ဆိုကျွန်တော်အေးမိခဲ့ပါသည်တခြားတော့အေးမိခဲ့တာဖြစ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ I had a cold တကယ်လို့တခြားသမီးကခေါင်းကိုက်တာဆိုရင် I had a headache တကယ်လို့တခြားသမီးဖျားတာအဖျားတက်နေတယ်ဒါဆိုရင် fever watery eyes ဆိုတာမျက်လုံးတွေရဲလာတယ်မျက်ရည်ပူတွေကျမယ်ပေါ့နော်ဥပမာတစ်ခုခုနဲ့ဓာတ်မတည့်တာမျိုးကြောင့်ပဲဖြစ်ပေါ့နော် so a runny nose နာစီးမယ် a hoarse voice အတန်တွေအကွဲမယ်ကဲဒါဆိုကိုကဘယ်လိုပုံစံမျိုးနဲ့နေထိုင်မကောင်းဖြစ်ခဲ့တာလဲဒါလေးကိုရေးကြည့်ပါဒီနေရာမှာတခုတတိထားမှာကတချို့သုံးနေတာ narrative writing အမျိုးအစားဖြစ်တဲ့အတွက်ကြောင့်မလို့ပြန်ပြီးဖြစ်ခဲ့တာကိုပြန်ပြောပြတာဖြစ်လို့ past tense တွေကိုအထူးသတိထားပြီးသုံးပေးပါနော်ကဲပြီးတော့ပြီဆိုရင်နောက်ထပ် sentence number 2အနေနဲ့ကိုဘာတွေလုပ်ခဲ့လဲဆိုတာလေးရေးကြည့်ရအောင်ကဲဒါဆိုဒီချက်ကတော့ဆရာဝန်စီပဲတန်းသွားလိုက်တယ်ဒါဆိုရင် I want to see a doctor ဆရာဝန်စီသွားခဲ့တယ်တကယ်လို့ကိုကဆေးတွေတောက်ခဲ့တယ်ဒါမှမဟုတ် fluid တွေပေါ့နော်ဥမာဓာတ်စားတို့ဘာလို့လိုမျိုးအရည်တွေအများကြီးတောက်ခဲ့ရတယ်ဒါမှမဟုတ်အိယာထဲမှာပဲလှဲလျောင်းနေခဲ့တယ်ဒါမှမဟုတ် healthcare professional တယောက်နဲ့ကိုကဖုန်းပြောခဲ့တယ်ဒါမျိုးပေါ့နော်ဒါဆိုကိုဘယ်လိုမျိုးဒီဟာကိုပြည်နေအောင်ဖြည့်ရှင်းခဲ့လဲဒါလေးကိုလည်း verb to လေးသုံးပြီးတော့ကိုနေမကောင်းဖြစ်တဲ့နေရာကိုဘယ်လိုမျိုးလေးဖြည့်ရှင်းခဲ့လဲဆိုတာကိုရေးကြည့်ပါကဲတခါတည်းရေးလို့ပြီးသွားပြီဆိုရင်နောက်ထပ်ဝက်ကြလေးတစ်ချောင်းအနေနဲ့ကိုဘာတွေလုပ်ဖို့လိုအပ်ခဲ့တယ်ဆိုတာမျိုးလေးရေးကြည့်အောင်နော် I had to stay home all day because of my cold ဆိုတော့ကိုဖျားနေတယ်ကိုအေးမိနေတဲ့အတွက်ကြောင့်မလို့ကိုတနေ့လုံးအိမ်မှာနေခဲ့ပါတယ်ကဲဒါဆိုရင်တခြားရောကိုလုပ်ခဲ့ရတဲ့ကိစ္စမျိုးတွေဥမာ hospital သွားခဲ့ရတယ်ဒါမှမဟုတ်ဆေးတွေတောက်ခဲ့ရတယ်တချို့အစာအိမ်တို့ဝမ်းအောင်တာတို့ဘိုင်းအောင်တာတို့ဒါမျိုးဆိုရင်အစာအမာတွေမစားရတော့ဘူးညစာတွေမကြွေးတော့ဘူး skip dinner ပေါ့နော်ဒါဆိုကိုဘာတွေလုပ်ခဲ့ဖို့လိုအပ်လဲဒီနေရာမှာလေတချို့တို့တွေဒီ had to ဆိုတဲ့ဒီCME model လို့လည်းခေါ်တယ်တချို့ကျတော့ phrasal model လို့လည်းခေါ်တယ် verb အတွဲလေးကိုသုံးပေးထားပါတယ်ရှင်။ဘာကြောင့်လဲဆိုတော့ဒီ have to တို့ must တို့ရဲ့ verb to ပုံစံလေးဖြစ်သွားအောင်လို့နော်။ကဲဒါဆိုကိုဒီကိစ္စကြောင့်ဒီလိုမျိုးယောဂကြောင့်ကိုဒီဒါလုပ်ခဲ့ရတဲ့ကိစ္စလေးရှိရင်ရေးကြည့်ပါ။ကဲပြီးသွားပြီဆိုရင်နောက်ထပ် sentence number 4အနေနဲ့ဘယ်လိုမျိုးခံစားခဲ့ရလဲနော်ဥပမာတခါတလေကြာရင်ကိုနေမကောင်းတဲ့နေ့တွေမှာစိတ်တူတယ်ဝမ်းနည်းတယ်ပင်ပန်းတယ်အိတ်ချင်တယ် depressed ဖြစ်တယ်ဒါမှမဟုတ် uncomfortable တက်တောင်မရှိသလိုမျိုးခံစားရတယ် so I had a cold and I felt weak ကိုကအားနည်းတယ်လို့ခံစားရတယ်ဒါဆိုဒီလိုပုံစံမျိုး sentence structure ကိုယ့်ရဲ့ feeling ကိုပြောပြပေးနိုင်တဲ့ adjective လေးတစ်လုံးနဲ့ sentence လေးရေးကြည့်ရအောင်ကိုနေမကောင်းဖြစ်တဲ့နေ့ကဘယ်လိုခံစားခဲ့ရလဲ Alright ပြီးသွားပြီဆိုရင်တချို့တို့နောက်ထပ်တစ်ကြောင်းရေးကြည့်ရမှာနောက်ထပ်တစ်ကြောင်းအနေနဲ့ sentence number 5မှာတော့ကိုဘယ်သူကဘာတွေလုပ်ပေးခဲ့လဲပေါ့ဥမာကိုရဲ့မမကကိုကျဆုပ်ပြုတ်ကလေးပြုတ်တိုက်ခဲ့တယ်ဒါဆို my sister made me some chicken soup ဒါမှမဟုတ်ကိုမမေကလက်ဖေးဖြော်တိုက်တယ်ဒါမှမဟုတ်လို့ရှိရင် coffee တွေဖြော်တိုက်ခဲ့တယ်ဒါမှမဟုတ်လို့ရှိရင်ဆေးလေးတွေကိုလာတိုက်ခဲ့တယ်ဒါဆိုရင်ဘယ်သူကကိုဘာတွေလုပ်ပေးခဲ့တယ်ဆိုတဲ့ sentence မျိုးလေးရေးကြည့်ရအောင်ဒါဆိုရှေ့မှာကိုပြုလုပ်ပေးခဲ့တယ် my sister my mom my friends my teachers ဒါမျိုးရှိမယ် made ကတော့ like ဖက်တဲ့ verb ကိုသုံးတာပေါ့နော်တခြားတော့ဒီမှာကျဆုပ်ပြုတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဆိုတော့ me and some chicken ဆိုတော့ chicken မီယာကြတော့ဒီနေရာမှာဆိုလို့ရှိရင် indirect object ဖြစ်သွားပြီးတော့ some chicken soup ကတော့ direct object လေးဖြစ်သွားမယ်နော်ကဲဒါဆိုရင်ဒါလေးပါပြီးသွားပြီဆိုရင်ပထမဗီဒီယိုအပိုင်းထဲမှာတော့ဒီ sentence 5ကြောင်းကိုရေးတတ်အောင်ရေးလေ့ကျင့်ပါပြီးရင်တချို့နောက်ထပ်ဗီဒီယိုအပိုင်းလေးထဲမှာဒါကို paragraph ဖြစ်အောင်ရေးမယ်နော်